ပရိသတ်ကြီးခင်များကမ္ဘာဖလားပြိုင်ပွဲကြီးစတင်ဖို့ရက်ပိုင်းအလိုမှာပဲစမ်းဘာအကသမားတွေရဲ့စခန်းစီကနေရင်တထိတ်ထိတ်ဖြစ်စရာသတင်းတွေထွက်ပေါ်လာခဲ့ပါပြီ။ဟုတ်ပါတယ်2026ကမ္ဘာဖလားကြီးကိုစိန်ခေါ်ဖို့ပြင်ဆင်နေတဲ့နီးပြကြီးကာလိုအန်စလော့တီရဲ့ဘရာဇီးအသင်းကြီးဟာဒီတစ်ခါမှာတော့ group ထဲမှာမော်ရိုကိုဟေတီစကော့တလန်တို့နဲ့အတူကြာရောက်နေတာပါလာမယ့်ဇွန်လ13ရက်နေ့ရက်စကမက်လက်ကွင်းကြီးထဲမှာမော်ရိုကိုနဲ့အဖွင့်ပွဲနှွှဲရတော့မှာဖြစ်တယ်လို့အဲ့ဒီမတိုင်ခင်မေလ31ရက်မှာပနာမာဇွန်လ6ရက်မှာအီဂျစ်တို့နဲ့ခြေစမ်းပွဲတွေကစားဖို့ရှိနေပါတယ်ဗီနီစီယက်စ်ဂျူနီယာရာဖင်ညာတို့လိုတွေးတစ်လောင်လူငယ်ကျယ်ပွင့်တွေနဲ့အတူအန်စလော့တီရဲ့ဘရာဇီးဟာရိုးရာမပြတ်စမ်းဘာအလှတွေပြန်ယူဆောင်လာနိုင်မလားဆိုတာတကမ္ဘာလုံးကစောင့်ကြည့်နေကြတာပါဒါပေမဲ့အားလုံးရဲ့စိုးရိမ်စိတ်ကိုမိမွေးလိုက်တာကတော့အသင်းရဲ့မရှိမဖြစ်ဝါရင်အကျော်မော်နေမာဂျူနီယာပဲဖြစ်ပါတယ်ဆန်နိုစ်ကလပ်စီမှာပြန်လဲခြေစွမ်းပြနေပြီးဘရာဇီးအသင်းအတွက်89ဂိုးနဲ့တမိုင်းတစ်လျှောက်ဂိုးအများဆုံးတွင်းပေးထားတဲ့နေမာကိုနီးပြကြီးအန်စလော့တီကမေလ18ရက်နေ့ကပဲကမ္ဘာဖလား26ရောက်လူစည်းရင်းနဲ့ထည့်သွင်းပြီးအားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်ဒါပေမဲ့ကန်ဂျမာဆိုးကနေမာစီထပ်မံရောက်ရှိလာပြန်ပါပြီလက်ရှိမိုင်းစစ်ဆေးချက်တွေအရနေမာဟာညာဘက်ခြေတလုံးကျွတ်သား Cough Grade 2ဒဏ်ရာရရှိသွားခဲ့ပြီးကျွတ်သားတစ်စိတ်တစ်ပိုင်းဆုတ်ပြေးသွားတာကြောင့်နှစ်ဘက်ကနေသုံးဘက်အထိတေချာပေါက်အနားယူရတော့မှာပါဆိုလိုတာကတော့ပနာမာအီဂျစ်တို့နဲ့ကစားမဲ့ခြေစမ်းပွဲတွေကိုသူလုံးဝလွဲချော်မှာဖြစ်တယ်လို့ဇွန်လ13ရက်နေ့မော်ရိုကိုနဲ့ကမ္ဘာဖလားအဖွင့်ပွဲစဉ်ကိုပါကစားနိုင်မှုမတေချာတော့တဲ့အခြေအနေဖြစ်နေပါတယ်အသက်34နှစ်အရွယ်ရှိပြီဖြစ်တဲ့နေမာဟာ2023ကတည်းကအခေါက်အပါဝင်ဒဏ်ရာကြီးတွေနဲ့လုံးပန်းခဲ့ရတာမို့သူ့ရဲ့ကြံ့ခိုင်မှုအပေါ်မေးခွန်းထုတ်စရာတွေရှိနေပေမဲ့လည်းနီးပြအန်စလော့တီကတော့နေမာရဲ့အတွေ့အကြုံနဲ့ပါရမီကိုအပြည့်အဝယုံကြည်နေစေပါ